သာသနာတော်နှစ်2559ခုနှစ်ဩဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း9ရက်2013ခုနှစ်ဇူလိုင်လ14ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဘုတိရိဗိမာန်တော်အတွင်းဆင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်ဓမ္မသဘင်အခမ်းအနား၌ဥဝင်းမော်ဒေါ်ခင်ခင်လေးသမီးဒေါက်တာခင်လင်းမော် Forever Company Limited MRTV4 မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်းလေးတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတ္တိချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမာသမီးတာနှင့်တထာဇနီဆွန်ရင်းကြီးဟုချက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူလို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မမြင်လို့ကတောဘဝတဏ္ဍံချိန်ခမ်းများစွာရောက်တော်မူကြရခြားလေသည်မဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းကြော့မှန်ကိုလျော်ပြီးကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့တွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်အပိုင်းလေးမြတ်စွာဘုရားသခင်ကိုရောမြတ်ပင်စဝဂ္ဂီတွေကစပြီးအမှန်တရားကိုနားလည်အောင်ကြိုးကြိုးစားစားနဲ့ရှင်းလင်းပြီးဆုံးမဩဝါဒပေးလိုက်တဲ့အခါတယုတ်တိနားဆိုင်ထောင်ရတဲ့ပင်စဝဂ္ဂီယဟန်တို့ယတတထေသာတို့ယတတထေသာရဲ့တငယ်ချင်း၄ယောက်တို့ပြင်နယ်မှာရှိကြတဲ့သူ့ရဲ့တငယ်ချင်း50ဒီပုဂ္ဂိုလ်တွေဟာထူးခြားတဲ့အသိဉာဏ်တွေရပြီးတော့သာသနာပေါင်းဝင်ရောက်ခဲ့ကြတယ်ဘုရားမြတ်စွာရဲ့တတိတာဝကအဖြစ်ရှင်းဥစွာခံယူကြတဲ့ပုဂ္ဂိုလ်တွေဟာအရေးအတွက်အားဖြင့်60ကဏ္ဍ60ပဲရောက်လာခဲ့ပြီဣတိပတ္တနမိဂရာဝံတော်မှာပဲမြ
မြတ်စွာဘုရားဟာကြိုးကြိုးစားစားနဲ့အမှန်တရားကိုနားလည်အောင်ရှင်းလင်းခဲ့ရှင်းလင်းဟောပြခဲ့လွယ်လွယ်ကူကူနဲ့ရှင်းလင်းပြရတာမဟုတ်ဘူးပိဿဝဂီတွေဆိုနားလည်အောင်အချိန်ယူပြီးတော့မှမြတ်စွာဘုရားဟောပြအဲ့လိုဟောပြတဲ့တရားတွေကိုတယောတတိနာခံမှတ်သားကြသည့်အတွက်ထူးခြားတဲ့အသိဉာဏ်လို့ဆိုတဲ့ဓမ္မစက္ခုကိုရရှိကြတာဓမ္မစက္ခုလို့ဆိုတဲ့နေရာမှာ eye for ဓမ္မဓမ္မနဲ့ပတ်သက်လာတဲ့မျက်စိဆိုတာဘယ်ပုံဖြစ်လာတာလဲလို့ဆိုယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှဟာချုပ်ဆုံးကွယ်ပြောက်ခြင်းသဘောရှိတယ်ဆိုတဲ့အသိဉာဏ်ရသွားအဲ့ဒီရဲ့အသိဉာဏ်ရဲ့တန်ဖိုးကအင်တမကြီးမားတယ်အမှန်တရားကိုသိရှိနားလည်သွားတာဖြစ်လာတာမှန်သမျှဟာနောက်ဆုံးမှာပျက်စီးခြင်းမှာပဲအဆုံးသတ်တယ်လို့ဒီအတိတရားရလိုက်တဲ့ဖြင့်တွေ့တာမှုတွေကိုလျှော့ချနိုင်ပြီးနောက်ဆုံးမှာရှင်ထဲကပူလောင်တဲ့တောကတွေကိုကျော်လွှားနိုင်ရလို့ဟရိယတတန်တိလို့ခေါ်တဲ့စိတ်နှလုံးရဲ့အေးချမ်းမှုကိုရရှိခံစားသွားကြရတယ်။တရားဝါတွေရဲ့ပူလောင်နေတဲ့စိတ်နှလုံးကိုမြတ်စွာဘုရားဟာအေးချမ်းတဲ့အမတန်အေးချမ်းစေနိုင်တဲ့ဓမ္မရေရှင်ဖြစ်ဆွဖြန်းပေးလိုက်သည့်အတွက်ကြောင့်အပူပင်ကင်းပြီးတော့သွားကြယတတထေတာလို့ဆိုတာအမတန်မှချမ်းသာပေမဲ့လို့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူးဒါကြောင့်မြတ်စွာဘုရားရဲ့တရားရေရှင်နဲ့စိတ်နှလုံးအေးချမ်းမှုသာဝရအငြိမ့်ဓာတ်ကိုရရှိသွားတယ်သူ့ကိုအားပြပြီးတော့တကယ်ဒိဋ္ဌံတထေတာတွေဟာလေသာသနာပေါ်ဝင်ရောက်လာကြနေမှနေကြတဲ့ယတရဲ့တငယ်ချင်း90ဟာလေခြေစုံပြစ်ရင်ပေးပြီးတော့သာသနာပေါ်ကိုဝင်ရောက်ခဲ့ကြတယ်ဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုဘုရားမြတ်စွာဟာသူတို့နဲ့လိုက်အောင်တရားဓမ္မကိုရှင်းလင်းဟောပြသည့်အတွက်ကြောင့်အလုံးဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိပြီးတော့သွားကြတယ်လို့ယဟန္တာအပါး60လောကမှာပေါ်ထွန်းလာတဲ့အခါမှာဘုရားမြတ်စွာကယဟန်တို့ကြောက်ခွင့်အလုံးကတင်တို့လည်းလွတ်ပြီငါလည်းလွတ်ပြီငါလွတ်တယ်လို့တင်တို့လည်းလွတ်ပြီအလုံးတို့နှောင်ဂျိုးတွေကနေပြီးတော့လွတ်မြောက်လို့တကယ်ကိုလွတ်လပ်မှုအရသာကိုတို့တွေရရှိခံစားကြရပြီလို့ဒီလိုမိတ်ရှိပြီးတော့ဘုရားမြတ်စွာဟာဗာရဏသီအနီးကဣတိပတနမိဂရာဝံတော်မှာဖျားဖြစ်ပြီးပထမဆုံးဝါဆိုတော်မူခဲ့ပါတယ်အဲဒီဝါရင်းကာလမှာလဲလာရောက်ကြသမျှတရားဝါတွေကိုတရားဓမ္မဟောပြောလို့အလုံးလူသားတွေသူတို့အဆင့်အတန်းအလိုက်လက်ပြေလမ်းခီးနိဗ္ဗာန်လမ်းခီးကိုပို့တင်ပေးပြီးတော့လောကသားတွေရဲ့အကျိုးအတွက်မနာမနေကြိုးစားအထောက်ခဲ့ပါအဲ့လိုကြိုးစားအထောက်ပြီးဝါကျွတ်တဲ့အခါကာလမှာမြတ်စွာဘုရားကမိမိတပည့်တော်ကအပါး60မိမိတို့တတ်သိနားလည်တဲ့တရားဓမ္မတွေခေါ်ဖို့ပြောဖို့တရားကိုမနာရလို့ရှိရင်ဆုံးရှုံးနစ်နာကြတယ်တရားကိုနားလည်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိနေတယ်ဒါကြောင့်မို့ကြိုးစားပြီးတရားဟောကြထို့ထို့အရက်တွေကိုလှည့်ပြီးတော့သွားကြဒေသစာကြီးသွားကြတလန်းလေးကိုနှစ်ပေါင်းမသွားကြနဲ့လို့မြတ်စွာဘုရားကသာသနာပြုဖို့အတွက်တိုက်တွန်းတော်မူခဲ့တယ်လေအဲ့လိုတိုက်တွန်းရင်းပဲငါကိုယ်တိုင်လည်းပဲ
ဒုက္ခရစရိယာကျင့်ခဲ့တဲ့ဥရဝေလတောကိုတစ်ခေါက်ပြန်သွားလိုက်အောင်မယ်လို့မြတ်စွာဘုရားဗာရဏသီပြည်ဘက်ကနေပြီးတော့ဥရဝေလတောဘက်ကိုသွားဖို့ရည်ရွယ်မှန်းထားခဲ့တယ်ဝါလဲကျွတ်ရောယဟန်တော်တွေကိုဗာမေးရှိတော့ယဟန်တို့မှန်ကန်တဲ့နှလုံးသွင်းမှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှုကြောင့်အကောင်းဆုံးလွတ်လပ်မှုကိုငါရရှိခဲ့တယ်လို့သင်တို့တွေအားလုံးလည်းရရှိပြီးကြပြီအားလုံးဟာအနောင်ဘက်တွေကလွတ်မြောက်ခဲ့ကြပြီလို့ယဟန်တော်တွေကိုမိန့်ကြားတော်မူပြီးတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ဣတိပတ္တရမိဂရာဝံတော်မှာခိတ္တခဏမြတ်သတင်းသုံးပြီးတော့ဥရဝေလဘက်ကိုခီးထွက်တော်မူခဲ့တယ်ခီးထွက်တဲ့အခါမှာမိမိကိုယ်ကာယရဲ့ပင်ပန်းနှွမ်းနယ်မှုကိုထည့်သွင်းပြီးတော့မစင်စားဘူးမြည်သည့်ပုဂ္ဂိုလ်ရဲ့အကျိုးကိုဆောင်ရွက်ရမလဲလို့အမြဲတမ်းလောကကြီးကိုရှုစားပြီးတော့ဘလောက်ပဲဝေးဝေးဟောလို့ပြောလို့နားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာလို့ရှိရင်ကိုယ်တိုင်သွားရောက်ပြီးတော့ဟောပြောဖို့ရဝန်မလေးဘူးဒါကြောင့်မို့ဥရဝေလခရီးကိုကုန်းချောင်းလမ်းခရီးဖြင့်ဥရဝေလဘက်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်လျှောက်လှမ်းတော်မူလာခဲ့လမ်းခရီးမှာတောအုပ်ကြီးတစ်ခုလည်းရောက်လာလို့ခိတ္တခဏအပန်းဖြေတဲ့အနေအားဖြင့်တောအုပ်အတွင်းမှာရှိတဲ့တစ်တပင်ရင်းမှာမြတ်စွာဘုရားခိတ္တခဏထိုင်နေပြီးတော့အပန်းဖြေအဲ့ဒီအချိန်မှာတောအုပ်ထဲမှာလှည့်လည်ပြီးတော့သွားလာနေကြတဲ့ဗတ္ထဝဂ္ဂီလို့ခေါ်တယ်အုပ်စုတစ်ခုဒီအုပ်စုကကောသလမင်းကြီးရဲ့သားတော်မင်းသားတွေပဲဖြစ်တယ်သူတို့ဟာလွတ်လွတ်လပ်လပ်နေခြင်းဤအတွက်ကြောင့်တိုင်းပြည်ရဲ့အာဏာကိုမရယူဘဲနဲ့လွတ်လွတ်လပ်လပ်တောထဲမှာလေပတ်ပြီးပျော်ပျော်ပါးပါးနေကြတဲ့ပုဂ္ဂိုလ်ညီကို30ဒါကိုဗတ္တဝဂ္ဂီညီနောင်3ကျိတ်လို့ဒီလိုပြောတာပတ္တနေရီကောသလမင်းကြီးနဲ့ညီကိုတော်ကြတဲ့ဒီမင်းသား30ဟာအတိအကျမိမိတို့အိမ်တောင်ဘက်အမျိုးသမီးတွေနဲ့သွားကြသို့တော်မင်းသားတယောက်ကလူလွတ်ဖြစ်နေသည့်အတွက်ကြောင့်သူ့အတွက်ခိတ္တခဏအပျော်ဇနီးတဲ့တယောက်ကိုခေါ်ပြီးတော့တောထဲမှာလှည့်လည်ပြီးတော့သွားလာနေကြအဲ့ဒီအချိန်မှာသူတို့အမတ်တမဲ့ဖြစ်နေတဲ့အချိန်တတိမထားမိတဲ့အချိန်မှာမင်းသားတွေရဲ့တန်ဖိုးရှိတဲ့လက်ဝတ်တန်းစာအချုပ်အထုပ်ထုတ်ပြီးထားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကအထုပ်ကိုယူပြီးတော့လစ်ထွက်သွားတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့လိုက်ရှာကြတယ်လိုက်ရှာတဲ့အခါမြတ်စွာဘုရားထိုင်းနေတဲ့တစ်ပင်နာရောက်တော့ထုံးစံတိုင်းပေါ့ဘုရားထိုင်းနေတာမြင်တော့ဝင်ပြီးတော့မေးကြတယ်အရှင်ဘုရားဒီနားကအမျိုးသမီးတယောက်သွားတာများမြင်လိုက်ပါကလားဆိုတော့မြတ်စွာဘုရားကလည်းအမျိုးသမီးကိုဘာအတွက်ရှားကြတာတုံးလို့မေးတော့ဒီလိုပဲဘုရားပစ္စည်းယူသွားလို့တပည့်တော်တို့လိုက်ရှားကြတယ်ဆိုတော့မြတ်စွာဘုရားကသူတို့လမ်းကြောင်းပြောင်းပေးတဲ့အနေနဲ့မင်းသားတို့အမျိုးသမီးရှာတာရင်ကိုရှာတာရင်ဒီရှာဝေခြင်းနှစ်ခုဟာဘယ်ဟာကပိုကောင်းလဲစဉ်းစားကြစမ်းအမျိုးသမီးတယောက်ကိုလိုက်ရှာနေတာနဲ့ကိုရှာတာဘယ်ဟာပိုကောင်းလဲလို့ထူးခြားတဲ့မေးခွန်းမေးလိုက်တဲ့အခါမှာဒီပုဂ္ဂိုလ်တွေကလည်းအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ဟုတ်သားပဲမြို့သမီးလိုက်ရှာနေလို့တို့ဘာအကျိုးရှိမှလဲကိုရှာတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်
အဲ့ဒီမှာမြတ်စွာဘုရားကကိုဆိုတဲ့စကားလုံးကိုသုံးတဲ့အခါယံအတ္တလံဂဝေတေယထာအတ္တဆိုတဲ့စကားလုံးကိုသုံးအဲ့လိုသုံးတာကိုအကြောင်းပြုပြီးတော့ဘုရားဘာသာကိုလေ့လာကြတဲ့နိုင်ငံသားကပုဂ္ဂိုလ်အချို့ကအတ္တသူတို့ရဲ့အယူဆအတိုင်းဒီဝတ္ထုကိုထောက်ထားပြီးတော့မြတ်စွာဘုရားကအတ္တကိုရှာခိုင်းတာအတ္တမရှိဘူးအနတ္တလို့ဆိုတာဟာဘုရားဟောမဟုတ်ဘူးလို့သူတို့စိတ်ကူးနဲ့အနတ္တလက္ခဏာတုတ်ကိုပယ်ကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားဆိုလိုတဲ့အတ္တဆိုတာဟာကိုဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာဆိုလိုတာကကိုကျိုးအတွက်အကျိုးရှိမဲ့အရာကိုရှာရင်မကောင်းဘူးလားလို့မြတ်စွာဘုရားကမိန့်ကြားလို့ရင်ဖြစ်တယ်ဗတ္တဝေခိမင်းသားတွေကတော့နားလည်လိုက်တယ်ဟုတ်တယ်တို့ဟာကိုမရှာဘဲနဲ့သူများကိုပဲရှားနေကြတာဒါမှားရွံ့တယ်လို့အသိဉာဏ်လူရလာတဲ့အခါအမှန်တိုင်းဖြစ်ကြတယ်မမဗျာကိုရှာတာပိုကောင်းပါလေအေးအဲ့ဒါလို့ကိုရှာတာပိုကောင်းတယ်ဆိုလို့ရှိရင်ဒီနားမှာခဏထိုင်ရငါရှင်းပြမယ်လို့ဆိုပြီးမြတ်စွာဘုရားကဒီလောကသားတို့ရဲ့အကျိုးအတွက်ခရီးသွားရင်းမှာဖတ္တဝေကိမင်းသား30ကိုတရားဟောပြဟောတဲ့အခါမှာကိုရှာပုံရှာနည်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားဟာနံပါတ်1လူမှုတမ်းမှုဆိုတဲ့ဌာနကထာကိုဟောတယ်နံပါတ်2ကိုကျင့်သီလအရေးကြီးပုံသီလကထာကိုဟောတယ်နံပါတ်3ဒါနလည်းရှိမယ်သီလလည်းရှိမယ်ဆိုရင်လက်ပြည့်ဆိုတာမခဲရင်ဘူးနိုင်ရသူဂတိရောက်နိုင်တယ်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နိုင်ရသူဂတိကိုရောက်နိုင်တယ်လို့သက်ကကထာကိုဟောတယ်ဒါနသီလဆိုတဲ့အကြောင်းကြောင့်သက်ကဆိုတာကိုရောက်နိုင်တယ်သို့တော်လည်းကာမဂုဏ်အာယုန်တွေဆိုတာဟာကောင်းကျိုးမပေးဘူးလို့ဆိုပြီးကာမနာအာဒီနဝကထာဆိုတာကိုဟောတယ်အဲ့ဒီနောက်မှာဒီကာမဂုဏ်အာယုန်တွေကနေပြီးကိုလူယုံထွက်နိုင်လို့ရှိရင်တော့ဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့ဆိုပြီးစီကာစင်ကာစိတ်ဝင်စားဖွယ်ရာအနုပုပ္ပိကထာလို့ခေါ်တယ်ဟောယူဟောစဉ်အတိုင်းမြတ်စွာဘုရားသူတို့ရဲ့စိတ်တွေစင်ကြဲလာအောင်အနုပုပ္ပိကထာဆိုတဲ့တရားရည်ရှင်နဲ့ဆေးကြောပေးလိုက်တဲ့အခါမှာစိတ်တွေအားတက်တရောဖြစ်လာကြအဲ့ဒီလိုစိတ်တွေအားတက်တရောဖြစ်လာတဲ့အခါကျတော့မှသစ္စာ၄ပါးလို့ဆိုတာမြတ်စွာဘုရားဟောကြားပေးတယ်အဲ့ဒီလိုသစ္စာ၄ပါးဟောကြားလိုက်တဲ့အခါကာလမှာဒီဗဒဝဂီညီနောင်၃ကျိတ်တို့ဟာထူးခြားတဲ့ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရရှိပြီးတော့သွားကြတယ်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံဖြစ်ချင်းရှိသဘောရှိတဲ့အရာခတ်သိမ်းဟာပြည့်ချင်းသဘောရှိတာပဲလို့လုံးဝချွင်းချက်မရှိသံဃာကင်းပြီးတော့သိမြင်သွားကြတယ်အဲ့ဒါလို့သိမြင်သွားတာနဲ့တပြိုင်နက်တို့တွေဟာကိုရှားတယ်ဆိုတာဒီဓမ္မအမြင်ကိုရှားခြင်းပဲဖြစ်တယ်လို့သဘောပေါက်ပြီးသူတို့တွေဒီနေရာမှာပဲမြတ်စွာဘုရားထံထူးထောက်ပြီးတော့ရှင်ဘုရားတပည့်တော်တို့ရှင်ဘုရားရဲ့သာသနာတော်မှာရှင်ယဟန်ဖြစ်ဝင်ရောက်ပြရစီပါလို့ဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခောယဟန်တို့ဝင်လာခဲ့ကြသွားခါတို့ဓမ္မောဓမ္မကိုငါဟောတာမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်စရထပြန်မစရိယတမ္မာဒုက္ခတာအန္တကိရိယာယဒုက္ခတွေဆုံးသတ်ဖို့အတွက်ဓမ္မစရိယဆိုတဲ့မြတ်သောအကျင့်မဂ္ဂင်7ပါးအကျင့်ကိုကျင့်ကြလို့ဒီစကားပိုင်းနဲ့
သာသနာပေါင်းဝင်ခွင့်ပေးလိုက်အေဟိဘိက္ခုယဟန်အဖြစ်ခံယူလိုက်ကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဥရဝေလခရီးမှာပြောသလိုနေကြတဲ့ဘဒ္ဒဝေခိညီနောင်၃ချက်မင်းသား30ကိုနားလည်သဘောပေါက်အောင်ဟောပြခြင်းဖြင့်သူတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားကြိုးပမ်းအားထုတ်ဆောင်ရွက်တော်မူခဲ့တယ်အဲဒီတော့ဘဒ္ဒဝေခိညီနောင်၃ချက်ဟာတချို့ကသောတာပန်ဖြစ်တယ်တချို့ကသဂရဂံတချို့ကအနာဂံသို့တော်ယဟနာအဆင့်ထိရောက်တဲ့ပုဂ္ဂိုလ်တဦးမှမပါသေးဘူးအဲ့ဒီဘဒ္ဒဝေခိယဟန်နေဟာသာသနာပေါ်ဝင်ရောက်ပြီးတဲ့အခါဒီတောထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဥရဝေလတောဘက်ကိုဆက်ပြီးတော့ခီးကြွသွားတယ်ပေါ့ဥရဝေလတောဘက်ဥရဝေလတောဆိုတာတစ်ချိန်လုံးက6နှစ်ပတ်လုံးဒုက္ခရာစရိယာကျင့်ခဲ့တဲ့တောပဲအဲ့ဒီထဲမှာတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဘုရားလောင်းတာကျင့်ခဲ့တာမဟုတ်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဥရဝေလတောရောက်တဲ့အခါကျတော့ဥရဝေလတောထဲမှာတပည့်ယတိခြံရံ900နဲ့ဒီမိပူဇော်ခြင်းလောကမြတ်အကုသိုလ်တွေကိုဆေးကြောပြီးရေချိုးပြီးဆေးကြောတန့်စင်ခြင်းဆိုတဲ့တပအကျင့်တွေကျင့်နေတဲ့ဥရဝေလကတ္တဗာလို့နာမည်ကြီးတဲ့ယသိကြီးတူလည်းရှိတယ်။တခါသူ့ရဲ့ညီအရင်နေရင်းစရာမြစ်အကြီးမှာတပည့်300နဲ့အတူတကွသူ့လိုပဲရစ်ပူဇော်ခြင်းရေချိုးတန့်စင်ရေးအကုသိုလ်တွေကိုမျှောခြင်းဆိုတဲ့အလုံးနဲ့တပအကျင့်ကိုကျင့်နေတဲ့နတိကတ္တပဆိုတာလည်းရှိတယ်။တခါခလန်းလန်းခရာအနီးမှာနောက်ပါယတိ200နဲ့ရစ်ပူဇော်ခြင်းရေချိုးတန့်စင်ခြင်းဆိုတဲ့အလုပ်တွေနဲ့အကုသိုလ်ကင်းအောင်ဆိုပြီးတော့တပအကျင့်ကျင့်နေတဲ့ညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဗဆိုတာလည်းရှိအဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ယသိ1000လို့ခေါ်တယ်ဥရဝေလတောအနီးပတ်ဝန်းကျင်မှာပဲယသိ1000ဟာသူတို့ယုံကြည်ရာအကျင့်တရားများကိုကျင့်တတ်တို့ကိုအားထုတ်ပြီးတော့နေကြတာတဲ့မြတ်စွာဘုရားကပထမဆုံးဥရဝေလကတ္တဗယသိကြီးစီသွားပြီးတော့တညတာတီးခုခွင့်ဆိုပြီးတော့ဥရဝေလကတ္တဗယသိကြီးကိုခွင့်တောင်းတာကဘယ်နေရာမှာခွင့်တောင်းတော့လို့ဆိုအဲ့ဒီယသိကြီးမီးပူဇော်တဲ့မိနတ်ကွန်းပေါ့အဲ့ဒီမိနတ်ကွန်းနေရာမှာတညတာလောက်တဲရရစေလို့မြတ်စွာဘုရားကခွင့်တောင်းတယ်အဲ့လိုခွင့်တောင်းတဲ့အခါကျတော့ဥရဝေလယသိကြီးကကြိုးကြောင်ပြောပြတယ်မနေပါနဲ့တဲ့ဒီမှာဟောဒီမိပူဇော်တဲ့မိနတ်ကွန်တဲထဲမှာအင်တမအစိတ်ပြင်းတဲ့ငကားကြီးတစ်ကောင်ရှိနေတယ်အဲ့ဒီငကားကြီးကဒုက္ခပေးလိမ့်မယ်တဲ့ဒီထဲမနေပါနဲ့မနေချင်ပါနဲ့လို့ပြောမြတ်စွာဘုရားထပ်ပြီးတော့ခွင့်တောင်းတယ်ဝန်မလေးဘူးဆိုရင်သူတညတာနေပြရစေပါလို့ထပ်ပြီးတော့တားမြစ်တယ်သူကအစိတ်ပြင်းတဲ့ငကားကြီးရှိလို့ဒါကြောင့်မို့လို့ပါသူ့အနေနဲ့တော့ဝန်မလေးပါဘူးမနေချင်ပါနဲ့လို့ညင်းဆိုတော့နောက်ဆုံးတော့မြတ်စွာဘုရားကဘလောက်ပဲအစိတ်ပြင်းပြင်းသူ့အတွက်အရေးမကြီးပါဘူးသူ့အတွက်အရေးမကြီးဘူးခွင့်သာပေးပါလို့ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်လေကိုယ်သဘောနဲ့ကိုယ်နေခြင်းနေပါတော့လို့ပြေးလိုက်တယ်မြတ်စွာဘုရားအဲ့ဒီမိနတ်ကိုပူဇော်တဲ့
meeting ကုတ်လို့လည်းခေါ်လို့ရတာပေါ့တော့မဟုတ်မီးနတ်ကွန်းလို့လည်းခေါ်လို့ရရှင်းတော့ကအဲ့ထဲမှာမီးပူဇော်ကြတဲ့နေရာဌာနပေါ့မီးပူဇော်တယ်ဆိုတာမီးကိုမွှေးပြီးတော့မီးကိုထင်းနေပါလေနဲ့ထည့်ပြီးတောက်အောင်လုပ်ပြီးအဲ့ဒီထဲမှာထောပတ်ကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်ထောပတ်လေးလောင်းထဲလိုက်စီကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒီလိုမီးထဲမှာလောင်စာလေးတွေထည့်ပေးပြီးမန္တန်ရွတ်တာဒါကိုမီးနတ်ပူဇော်တယ်လို့ခေါ်တယ်ဒီကနေပြီးတော့ဗြဟ္မာကြီးနဲ့ဆက်သွယ်တဲ့သူတို့အယူဆပေါ့နော်အဗ္ဗဓမ္မယူတီတီနဲ့သူတို့တလေးတစားလုံးလေးရှိကြအဲ့ဒီထဲမှာမြတ်စွာဘုရားကမြက်ဖြာအခင်းလေးတစ်ခုခင်းပြီးတော့မိနတ်ပူဇော်တဲ့မီတင်းကုတ်တဲထဲမှာပဲသမဘာဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာအစိတ်ပြင်းတဲ့နဂါးကြီးကမြတ်စွာဘုရားကိုလည်းမြင်ရောသူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတ္တမဆိုးတယ်စိတ်ဆိုးတယ်နဲ့နဂါးရဲ့အစွမ်းတကူနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋ္ဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင်တကိုးနဲ့ကာကွယ်ထားပြီးတော့မြတ်စွာဘုရားကလည်းတေဇောကတိုင်းဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့လိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနောက်ဆုံးနဂါးကြီးကသူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကိုမထိဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောဓာတ်မိလျံတွေကနဂါးရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံးအရှုံးပေးပြီးတော့အညံ့ခံရတဲ့အနေထားမျိုးရောက်သွားအဲ့တော့မြတ်စွာဘုရားဟာအလွန်အန္တရာယ်ကြီးတဲ့ဒီလိုအန္တရာယ်ရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့သရင်သုံးရလဲတခြားတစ်ပင်တွေတခြားတောတွေရှိရတဲ့နဲ့ဘာဖြစ်လို့အခုလိုအစိတ်ပြင်းတဲ့ငကားရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လေလို့ဆိုဥရဝေဒကတ္တဝတို့စီယုံရေးရှင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာတမင်တက်တက်ရွေးချယ်ပြီးတော့နေရာအနေအမတမကြီးမားတဲ့နေရာရွေးချယ်ခြင်းဟာဥရဝေဒကတ္တဝတို့ရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွက်လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓချိုးပန်းရတယ်ဆိုတာအန္တရာယ်တွေနဲ့ကြုံရင်လည်းကြုံပါပဲအဲ့ဒီကြုံတဲ့အန္တရာယ်တွေကိုထက်ပြီးတော့မတွက်ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာနဂါးကြီးနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြေရှင်းလိုက်တဲ့အခါယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမိယောင်နေကြောင်ကြောင်တောင်းနေတော့ယဟန်ဂေါရမတော့ရုပ်ရည်ရူပကာယအမတန်ချောမောလှပတဲ့ယဟန်ဂေါရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့စိုးရိမ်တကြီးနဲ့ကြည့်ကြမနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ဘာမှမဖြစ်သေးတွေ့တော့သူတို့တန်တော်ဖြစ်သွားအဲ့လိုတန်တော်ဖြစ်တဲ့အခါမြတ်စွာဘုရားကဥရဝေလကတ္တဝယတိကိုပြဒီမဲ့မီတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မီးပူဇော်တဲ့နေရာမှာဝင်ရောက်ပြီးတော့စိုးမိုးချယ်လဲနေတဲ့နဂါးကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာအဲ့ဒီကြတော့အစိတ်အတောင်မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဥရဝေလကတ္တဝအမှုရှိတဲ့ယသိတွေဟာသက်စွာဘုရားပေါ်မှာတိတ်ပြီးတော့အထင်ကြီးသွားကြတယ်ဒါစီယုံရေးတစ်ခုပဲပေါ့အထင်ကြီးမှုလေးစားမှုမရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နာမလဲလောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမကိုလိုက်နာကြဒါလည်းလိုအပ်ချက်တစ်ခုပြစီယုံရေးအတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ်အဲ့ဒီမှာဥရဝေလကတ္တဝရဲ့စိတ်ထဲမှာဘယ်လိုဖြစ်တယ်တကူးကြည့်လိုက်တာတို့တောင်မထီရဲမတို့ရဲတဲ့နဂါးလိမ္မာရင်ကျေးအောင်သူဆုံးမနိုင်ပါပေတယ်ယဟန်ဂေါရမတိတ်တကူးကြည့်တာပဲဒါပေမဲ့လို့ငါလိုတော့ယဟန်တာမဟုတ်သေးဘူးလို့သူစိတ်ထဲမှာဒီလိုဖြစ်တယ်အဲ့တော့မြတ်စွာဘုရားက
အခုလိုအန္တရာယ်ကြီးမားတဲ့နေရာမှာအန္တရာယ်ကိုချုပ်ကင်ထားပြီးတော့သတင်းသုံးနိုင်တာကိုသူသိအထင်ကြီးသွားပြီးတော့အရှင်ဂေါတမဒီမှာပျော်သလောက်နေပါတဲ့စွမ်းကွမ်းသူတောင်းယူရမယ်ဒါတိုးတက်မှုတစ်ခုပဲပေါ့အနုဝဇ္ဇဂေယုတော်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အစွမ်းတကူကိုစပြီးတော့သိတဲ့အခါကျတော့အရှင်ဂေါတမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးသူတောင်းယူရမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့သတင်းသုံးညရောက်တဲ့အခါကျတော့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေတောက်ပတာကိုသူတို့မြင်ရတယ်အရက်လေးမျက်နှာကဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုရောက်ရှိလာကြတာတွေကိုမြင်တော့တန်အံ့တော်ညကရှိမနေ့မိုးလင်းတဲ့အခါမြတ်စွာဘုရားကဆွမ်းသားသွားပြင်ရင်မေးတယ်ညကဒီမှာအရက်လေးမျက်နှာဘက်ကအလင်းရောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမာရဲ့နတ်မင်းကြီး၄ယောက်ဟာတရားနာဖို့တရားမေးဖို့ညတကောင်ငါစီလာကြတာလို့ဆိုတော့ဟောတန်တော်သူမှာစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်။အော်ရဟန်းတော်မှာတကူကြည့်လိုက်တာဒါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးဘူးလို့ဒီတွေးရတော့သူ့မှာအမြဲတမ်းတွေးသူ့ကိုယ်သူရဟန္တာလို့ထင်နေတာရဟန်းတော်မှာတကူကြည့်ပါပြီလေအဗ္ဗဓမ္မတကူကြည့်တဲ့နမင်းကြီး၄ယောက်တော့ရဟန်းတော်မှာစီတရားနာလာရတယ်ဆိုတော့အတော်ကိုတကူကြည့်တဲ့ရဟန်းပဲလို့စိတ်ထဲမှာဒီလိုလေးစားမှုတွေပို့ပြီးတော့တက်တယ်နောက်တရက်ကျတော့တခါဘာတွေ့ရပြန်လို့ဆိုအဗ္ဗဓမ္မပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုပါမြတ်စွာဘုရားသတင်းသုံးတဲ့ဘက်ကိုညအခါမှာရောက်ရှိလာအောင်သူတွေးလိုက်ရတယ်အဲ့ဒါလို့တွေးလိုက်ရတော့နန်းနဲ့မိုးတော့အလင်းရောက်တဲ့အခါဆွမ်းကားလာပြင်ရင်မေးပြန်တယ်ညတုန်းကအရှင်ဂေါတမသတင်းသုံးတဲ့နေရာအဗ္ဗဓမ္မတောက်ပါတဲ့အလင်းရောင်ကြီးတစ်ခုအလင်းတန်းကြီးတစ်ခုရောက်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒါဘာလဲလို့မေးတော့တာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးကတရားနာခြင်းလို့ငါစီကိုလာတာတဲ့ဆိုတော့အော်တကူကြီးတဲ့တရားကတော့ရှင်ဂေါတမစီလာစီးကြရပါပြီတဲ့လို့ဟောအဗ္ဗဓမ္မအံ့ဩပြီဒါပေမဲ့ငါလိုတော့ယဟန္တာမဟုတ်သေးပါဘူးဒီတွေးတဲ့အခါနေပြန်အဲ့ဒီကနေဒီနောက်တည့်ကျတော့တခါအရင်တော့ကရှေ့ပိုင်းမှာတွေးတဲ့အလင်းရောင်တွေတဲ့ပို့ပြီးတော့လင်းတဲ့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတစ်ခုဟာတတော်လုံးတထောင်လုံးထိန်လင်းသွားတော့အောင်အလင်းရောင်ကြီးတစ်ခုမြတ်စွာဘုရားသတင်းလုံးတဲ့နေရာကိုဗဟိုပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလကသဗ္ဗယေတိကြီးဟာအံ့ဩထိတ်လန့်ပြီးနတ်နဲ့မိုးတော့လင်းရောက်တဲ့အခါမြတ်စွာဘုရားထံလာရောက်ပြီးညကအလင်းရောင်ကြီးကပို့ပြီးတော့လင်းတယ်။ဘာများပါလဲလို့ဆိုညကတဲ့ငါးစီကိုတန်ဟံပတိဗြမာကြီးတရားနာဖို့ရောက်လာတာတဲ့ဗြမာကြီးကိုယ်တိုင်လာတရားနာတယ်ဆိုအံ့ဩတယ်တကူကြီးပါပြီလေဆိုဒီကိစ္စတွေဟာမြတ်စွာဘုရားကဥရဝေလကတ္တဗရဲ့ဒီတရားဓမ္မသိဖို့ရာအတွက်သူ့ကိုဆွဲဆောင်စီယုံမှုပဲဖြစ်တယ်ပေါ့ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တဗရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပြီးတော့ညွတ်လာအကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင်ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ့်ဆရာကြီးလေဘယ်သူမှပုံမထားတဲ့သူ့ရဲ့ကြီးတဲ့လူမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာသူတို့ရဲ့ตาတဲ့အရင်ချင်းတွေတွေ့မှလာလဲတပိခံမှာပေါ့အလို့ဆိုပဲတပိခံလဲအဲ့ဒီလိုနေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံ့ဩလောက်တဲ့အနေထားမျိုးတွေဘလောက်ထိအောင်ကြုံတွေ့တယ်လဲဘလောက်ထိအောင်သူအံ့ဩရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကိုးတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်တကိုးပြန်ပြီးဟာပေါင်းဥရဝေလတောမှာမြတ်စွာဘုရားဟာအကျဉ်း1500လောက်ပြရတယ်နော်
မထင်မှတ်ပဲနဲ့အချိန်ပေါင်း1500လောက်ထိအောင်မြတ်စွာဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာတရင်ကျွလို့တစောင်းဘုံနဲ့တော်ပြာတော်ဆိုတဲ့3လတိတိဥရဝေလကတ္တဗတို့စီနေပြီးတော့မြတ်စွာဘုရားစီယုံရတာလွယ်လွယ်ကူကူနဲ့သူတို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ်အချိန်ခါကိုစောင့်ဆိုင်ပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေတာစီယုံရေးလို့ခေါ်တယ်ဗောဒါဘု து အတွက်စီယုံတာတော့လို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါသိတယ်လို့သိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတန်လျာကထွက်ရတယ်လို့သူတို့လည်းထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ဒီစီယုံမှုမှာငါတပည့်ပရိသတ်များဖို့အတွက်ငါလှုပ်တာမဟုတ်ဘူးပွင့်ပွင့်လင်းလင်းပဲဒီလိုမိတ်ကြားခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်3လကြာအောင်စောင့်ထိုင်းတော်မူခဲ့တယ်အဲ့ဒါလို့စောင့်ထိုင်းပြီးတော့နေတဲ့အခါယသိတွေကဆောင်းရပြီးရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမှာရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆိုပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြက်ထဲမှာရေဆင်းချိုးကြခိုက်ခိုက်တုံးနေအောင်ရေချိုးကြရေချိုးပြီးတဲ့အခါကျတော့အေးလုံးမကအေးတဲ့အခါဘာလို့ကြတော့ဆိုမီးလှုံကြအဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကျုံနေတယ်ကျုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမိဆိုင်ဆရာထင်းနေမပြည့်လို့ဆိုဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်။ပေါက်ဆိုင်ကြီးကြိုင်ပြီးတော့ခွဲတယ်လို့တော့မအောင်မေးနဲ့ပေါ့။မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမှုေးပေးတယ်။ယသိတွေဒီရေချိုးပြီးတဲ့အခါမီးလုံဖို့ဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့ဒီမှာမီးလုံကြရလဲရအဲ့ဒီမီးတွေညှိလို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးငြိမ်းအောင်လုပ်ပေးရတယ်အဲ့ဒါလို့စွမ်းတကူပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တဗတို့ကိုစွမ်းတကူပေါင်းပြ1500ကျော်တယ်တဲ့3လတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့သူကအမြဲတမ်းသူ့ကိုယ်သူယဟန္တာလို့ထင်တယ်ဖရာတကူကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲမြတ်စွာဘုရားကိုယဟန္တာလို့ကိလေသာအာသောကင်းစင်တဲ့ပုဂ္ဂိုလ်ဖြစ်သူလက်မခံဘူးဒီနေ့ကျတော့မြတ်စွာဘုရား3လပြည့်လာတဲ့အချိန်မှာသူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့ဘယ်လိုပြောတော့ဆိုဥရဝေလရဲ့တိတ်ကြီးကိုမြတ်စွာဘုရားကသင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အကျင့်တောင်တဲ့မှာမရှိဘူးဒီစကားကိုမြတ်စွာဘုရားတိတိပပမိန့်ကြားလိုက်တဲ့အခါသူတန်ဝေကားတွေရသွားတယ်ငါယဟန္တာမဟုတ်ဘူးတဲ့ငါမှလည်းယဟန္တာဖြစ်နိုင်တဲ့အကျင့်လည်းမရှိဘူးလို့ဘယ်လိုလုပ်ယဟန္တာဖြစ်မှလဲလို့မြတ်စွာဘုရားမိန့်ကြားလိုက်တဲ့အခါမှာသူအံ့ဩထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်အဲ့ဒါလို့ခံယူတဲ့အခါမှာသူကယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူနောက်လိုက်ယသိတွေကိုပြောတယ်ငါတော့ယဟန်ဘောရမရဲ့တတိခံတော့ပဲမင်းတို့ဘယ်လိုသဘောထားကြလဲလို့ဆိုသူ့တပည့်ယသိတွေကကြာပါပြီတဲ့ဖရာတပည့်ခံဖို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာမြတ်စွာဘုရားတတိဖြစ်ခံယူလိုက်ကြယသိတွေဝတ်ဆင်တဲ့အဝတ်တွေအားလုံးနေရင်စရာမြေကြော်မျောလိုက်ကြမျောလိုက်တဲ့အခါမျောသွားတော့နတိကတ္တဗတို့ရေချိုးတဲ့စီရောက်သွားတော့သူ့အကိုတွေအသုံးပြုတဲ့မီးပုတ်ခုံတို့ပုတ်ကြီးတို့ယသိတွေမီးပူဇော်တဲ့နေရာသုံးတာတွေတို့
ဒါတွေတစ်ခုမှအသုံးဝင်တော့ဘူးဆိုရေထဲမျောလိုက်ကြတာကိုဆန်จิตတွေတို့အဲ့ဒါတွေမျောလိုက်တာကိုမြင်လိုက်တဲ့အခါကျတော့နတိကတ္တဗကစိုးရင်စိတ်ပေါက်သွားအော်ငါကိုနဲ့တပည့်ဘာများဖြစ်ကုန်ကြလဲအန္တရာယ်တော့မဖြစ်ပါသေးနဲ့ဆိုချက်ချင်းလိုက်လာတဲ့အခါဒီရောက်တော့သူ့ကိုကြီးကကရုံတုံးပြီးတော့ရဟန်းဖြစ်နေတာကိုမြင်တော့မှသူကမေးတယ်ဒါပိုကောင်းလို့လားဆိုဟုတ်တယ်ဒါပိုကောင်းတယ်ပိုကောင်းတယ်ဆိုတော့သူလည်းပဲသူ့ကိုနောက်လိုက်လုပ်မယ်ဆိုပြီးတော့ရသေးအတွင်းလေးဖြောက်ပြီးတော့ဘုရားရဲ့တပည့်အဖြစ်ခံယူလိုက်တယ်တခါသူကလည်းဆန်จิตတွေရောမိပူဇော်တာတွေရောအကုန်လုံးရေထဲမျောချလိုက်တဲ့အခါကျတော့အဲ့ဒါတွေကအောက်အခြေမှာနေတဲ့ညီငယ်ကြရာကတ္တဗသွားတွေ့တော့ဟာငါအကိုတွေတော့ဒုက္ခရောက်ကုန်ပြီထင်တယ်ဆိုပြီးတော့ချက်ချင်းလိုက်လာဒီရောက်တဲ့အခါကျတော့အားလုံးခေါင်းပြောင်ပြီးတော့ယဟန်ဖြစ်နေကြတာမြင်တော့ဒါကပိုကောင်းသလားအေးကောင်းတယ်ဒါကပိုကောင်းလို့ငါဒီဘဝကိုပြောင်းတယ်ဆိုသူလည်းပြောင်းမယ်အကိုရဲ့လှုပ်တဲ့လမ်းကြောင်းကိုသူလိုက်လိုက်တယ်ပေါ့အဲ့ဒါလို့ညီကိုတွေအားလုံးတပည့်ပရိသတ်နဲ့တကွယသိတစ်ထောင်ဟာမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတယ်အဲ့တော့မြတ်စွာဘုရားဟာနေရင်စရာမြေကမ်းနာကနေပြီးတော့တပည့်ဖြစ်တဲ့ယသိဟောင်းယသိဘဝကလာကြတဲ့တပည့်ယဟန်တစ်ထောင်ကိုခေါ်ပြီးတော့ဘယ်သွားတော့ဆိုဂယာတိတဆိုတဲ့နေရာကိုကြွသွားဂယာတိတရောက်တဲ့အခါကျတော့အာဒိဋ္ဌပရိယာယတုတ်ကိုဟောတယ်။ဘာဖြစ်လို့ဒီတရားကိုရွေးချယ်တယ်လဲလို့ဆိုရင်သူတို့ကမီးပူဇော်မီးနဲ့အမြဲတမ်းအလုံးလုံးနေတော့သူတို့စိတ်ထဲမှာမီးရဲ့သဘာဝကိုသိရှိနေကြတာ။မြတ်စွာဘုရားကအဲ့ဒီမီးတဲ့အရေးကြီးတဲ့မီးတွေတတို့မှရှိနေတယ်ဆိုပြီးတော့ရာဂမီးဒေါသမီးမောဟမီးဇာတိစရာဗျာတိမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာလို့ဆိုတဲ့တစ်ဆက်တမီအဲ့ဒီတစ်ဆက်တမီတော့မီးတွေညှိမ့်မို့ရပိုရေးကြည့်တယ်ဆိုတာကိုမြတ်စွာဘုရားအာရိတ္တပရိယာယတုတ်ရှင်းလင်းဟောလိုက်တဲ့အခါဒီတုတ်တန်လည်းဟောပြီးရောယသိတစ်ထောင်မှာတရားသူတရားမြတ်ကိုရရှိပြီးတော့သွားကြတယ်အဲ့ဒီကြိုးပမ်းမှုတွေအားလုံးဟာလောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ပဲဖြစ်တယ်ပေါ့ယသိတစ်ထောင်ဥရဝေလကတ္တဗတို့လမ်းကြောင်းမှန်ပေါ်ရောက်လာကြအကယ်၍သာသူတို့ဆက်လက်ပြီးတော့သူတို့အကျင့်တိုင်းဆက်ပြီးတော့ကျင့်သွားမယ်ဆိုရင်ဘာတစ်ခုမှမရတဲ့အပြင်ကိုယ်ဆင်းရဲမှုဆိုတဲ့အတ္တကိလေသာလူယောဂနဲ့အစင်မသိရင်အပင်ရဲတောင်ကြာကြမဲ့ပုဂ္ဂိုလ်တွေကြီးပဲအဲ့ဒါကိုမြတ်စွာဘုရားကကယ်တင်လိုက်နိုင်ပြီပေါ့လောကသားတို့အတွက်မြတ်စွာဘုရားရဲ့ကြိုးပမ်းအထောက်မှုတစ်ခုပဲအဲ့ဒါလို့ဥရဝေလကတ္တဗအမှုပြုတဲ့ယသိဘဝကပြောင်းလာတဲ့ယဟန်တစ်ထောင်ခေါ်ပြီးတော့မြတ်စွာဘုရားဂယာတိတဘက်ကနေပြီးတော့ဘယ်ဘက်ကိုခရီးထွက်သွားတော့လို့ဆိုတော့ရာဇဂုတ်ပြည်ဘက်ကိုခရီးထွက်လာတယ်ရာဇဂုတ်မြို့နဲ့၃ခါဟုတ်ဒီ6မိုင်လောက်ခက်လန်းလန်းမှရှိတယ်ထန်းတော်ဥယျာဉ်လေးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ခိတ္တခဏဝင်ရောက်ပြီးတော့သတင်းသုံးအဲ့ဒါလိုသတင်းသုံးနေတဲ့အချိန်မှာဒီအချိန်မှာမြတ်စွာဘုရားရဲ့သတင်းအဗ္ဗဓမ္မကြီးမားနေတယ်ပေါ့အဗ္ဗဓမ္မကြီးမားနေတယ်အနေနဲ့ရရမှာပြန့်နှံ့နေတယ်တာဂဝေမင်းသားဘဝကနေပြီးတော့ယဟန်ပြုလာတဲ့တာဂဝေလူမျိုးကနေပြီးတော့တောထွက်ပြီးတော့ယဟန်ဝလာတဲ့ယဟန်ဂေါရမဟာအဗ္ဗဓမ္မထူးခြားတဲ့အရေးချင်းတွေနဲ့ပြည့်စုံတယ်တကယ်ကိုလောကမှာယဟန္တာအစစ်ဖြစ်တယ်ဒီလိုယဟန္တာအစစ်ဖြစ်ဖို့သူကိုယ်တိုင်တရားသူတရားမြတ်တွေကိုကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အရဟံသမ္မာသမ္ဗုဒ္ဓောဆိုဂုံကြီးချင်းတွေပေါ့အဲ့ဒါလို့ကိုယ်တိုင်သိနိုင်တော့အောင်သူဟာအကျင့်နဲ့အသိဉာဏ်နဲ့ပြည့်စုံတယ်ဝိဇ္ဇာစရဏတမ္ပနောမှန်ကန်တဲ့လမ်းကြောင်းတိုင်းရှင်းချင်ကြိုးကုပ်အားထုတ်လို့လမ်းဆုံးထိအောင်ရောက်သွားပြီးသားဖြစ်တယ်အောင်မြင်ပေါက်ရောက်ပြီးသူဖြစ်တယ်သူကတော့
လောကအကြောင်းကိုအမှန်တကယ်ကိုယ်တိုင်သိတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လောကဝိတုလောကအကြောင်းကိုသိသည့်အတွက်ကြောင့်တရားတွေကိုဆုံးမတဲ့နေရာမှာတော့သူ့တဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အမတမထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အနုတ္တရောပုရိသဓမ္မတာတိအဲ့ဒါလို့ဆုံးမတတ်လို့ပဲလူသားတွေနတ်တွေရဲ့ဆရာတဆူကြီးဖြစ်တယ်ဒါကြောင့်တထာဒေဝမနုဿာသိအောင်ပြောပြတတ်တယ်အမှန်တရားတွေကိုကိုယ်တိုင်သိအောင်နာမကတရားတွေသိအောင်နားလည်အောင်ဟောတတ်လို့ဗုဒ္ဓဆိုတဲ့အရေးချင်းနဲ့လည်းပြေစုံတယ်ရုပ်ရည်အဆင်းကလည်းအမတန်မှစက်တည်ရှိတဲ့ရုပ်ရည်မျိုးဖြစ်သောကြောင့်ဘဂဝါလေးစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတဲ့သတင်းဟာအဲ့ဒီနဲ့အနှံ့ပြောရမယ်ဆိုရင်လူတွေရဲ့အတိုင်းဝိုင်းနေမကဘူးနတ်တွေရဲ့အတိုင်းဝိုင်းဓမ္မတွေရဲ့အတိုင်းဝိုင်းထိအောင်အကုန်လုံးဟာဒီသတင်းဟာပြန့်နှံ့မိတာဖြစ်နေတယ်အဲ့တော့ပြန့်နှံ့နေတဲ့သတင်းရလတ္ထိဝနလို့ခေါ်တဲ့ထံတော်ဥယျာဉ်ထဲမှာရသော်ဗျာအမှုပြုတဲ့ယဟန်တစ်ထောင်ရောက်နေတယ်ဆိုတဲ့သတင်းဟာရာဇယုံမြို့တစ်မြို့လုံးကိုလွှမ်းခြုံသွားတဲ့သတင်းတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့ရာဇယုံမြို့အုပ်စိုးနေတဲ့ဗိမိတရာမင်းကြီးဟာငကိုယ်တည်းကတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖယားနဲ့ယဟန်နေထံတော်ဥယျာဉ်နဲ့ရောက်နေတယ်လို့ဆိုတဲ့သတင်းကြားတာနဲ့ပဲတိုင်းလူပြည်သားတွေကဗြဟ္မဏဂါပတိကလို့ခေါ်တဲ့ဗြဟ္မဏလူမျိုးတွေအယောင်းဝယ်နဲ့အတမွေးကြတဲ့ဂါပတိတွေအားလုံးဒီ3,200,000အရေးအတွက်3,200,000ရှိတဲ့ပုဂ္ဂိုလ်တွေအချမ်းရံနဲ့ဗေမိတာရမင်းကြီးဟာမြတ်စွာဘုရားကိုလာရောက်ပြီးတော့တွေ့ဆုံတယ်ပေါ့အဲ့ဒီလိုတွေ့ဆုံတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့နဲ့တန်တဲ့တရားကိုဟောတယ်ဆိုတော့ဘာတွေဟောတော့ဆိုဒါနကထာဒါနအကြောင်းဟောပြောတယ်ဒါနကထာဟာဒီလူမှုတန်းမှုဆိုတာလူတွေမှာလုပ်ဖို့ရလွယ်ကူတယ်ပေါ့ဒါကြောင့်မို့လို့လွယ်ကူမှုကနေစပြီးတော့အမတန်မှအကျိုးရှိတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုဒါနကထာနဲ့ဟောပြီးဒါနရဲ့အကျိုးကျေးဇူးတွေဖော်ပြအဲ့ဒီဒါနလုပ်တဲ့အခါမှာကိုချင်းတရားကောင်းမှုလိုအပ်တယ်ဆိုပြီးသီလကထာဒါနနဲ့သီလပြည့်စုံရင်နတ်ပြည်ဆိုတာမခက်ဘူးလို့ဆိုတဲ့တက်ကကထာနတ်ပြည်ရဲ့ချမ်းသာမှုဒီ၃မျိုးနဲ့စိတ်ဓာတ်တွေအတ္တတွေရောဖြစ်လာအောင်ဟောပြီးတဲ့အခါကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောပြီးကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ရင်ထိတဲ့မကကြီးမားတဲ့အကျိုးကျေးဇူးရနိုင်တယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လို့တဲ့စိတ်ဓာတ်တွေဟာပြင်းထန်လာကြတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒုက္ခသမုဒယនិရောဓမေဃလို့ဆိုတဲ့သစ္စာ၄ပါးဆိုတာရှင်းလင်းဖော်ပြတယ်။ဥပမာဘာနဲ့တူလို့ဆိုရင်အဝတ်ကလေးတစ်ခုကိုဆေးအောင်ဆိုးခြင်းလို့ရှိရင်တောက်တောက်ပြောင်ပြောင်အရာရဖို့အယောင်ရဖို့အတွက်ရှေးဥစွာဒီအဝတ်ကိုတန့်စင်အောင်ဖွက်ရတယ်ဖွက်ပြီးတဲ့အခါမှာကိုလိုတဲ့အယောင်ကိုဆိုးတယ်လို့ပဲမြတ်စွာဘုရားတရားဝရရဲ့စိတ်တရားနာပုဂ္ဂိုလ်တွေရဲ့စိတ်တန့်စင်သွားအောင်ဒါနကထာစိတ်ပါလာအောင်ဟောတယ်သီလကထာစိတ်ပါလာအောင်ဟောတယ်အေတက္ကကထာစိတ်ပါလာဟောတယ်ပြီးပြီဆိုတဲ့အခါကျတော့ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုထောက်ပြတယ်ကာမဂုဏ်အာယုန်ကရှောင်ရှားထွက်ခွာသွားလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကိုထောက်ပြတယ်နောက်ဆုံးမှာစိတ်တွေဟာအတ္တတွေရောဖြစ်လာတဲ့အခါကျတော့မှအယောင်ဆိုးပြီးတဲ့အနေနဲ့ဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂာမိနိပฏิပဒါလို့ဆိုတဲ့သစ္စာ၄ချက်ကွင်းကွင်းကွက်ကွက်ရှင်းပြလိုက်တဲ့အခါမှာဓမ္မစက္ခုလို့ဆိုတဲ့တရားအမြင်တစ်ခုရရှိသွားကြတယ်။ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံဒီအတိလေးဟာတမန်အသိမဟုတ်ဘူးဓမ္မတန်ဖိုးရှိတဲ့အတိဖြစ်ချင်းသဘောရှိတဲ့အရာမှန်တယ်ဗျပြည့်ချင်းသဘောရှိတယ်ဆိုလုံးဝတန်တရားမရှိဘူးနော်ဖြစ်လာတာမှန်ရင်နောက်ဆုံးပြတ်မှာပဲဆိုတာကိုနားလေသဘောပေါက်သွားတာဟာအင်တမအရေးပါတဲ့အတိညာတစ်ခုပဲသို့မဟုတ်လို့ရှိရင်
တရားတွေဟာဖြစ်လာတဲ့အရာပေါ်မှာတဒန်းတာတွေ့နဲ့မမောနေကြမှာဘူးဟောဖြစ်လာရင်နောက်ဆုံးဟာပျက်စီးခြင်းချုပ်ဆုံးခြင်းမှာအဆုံးသတ်တယ်လို့ဆိုတဲ့အခါဒီ